ဒီနေ့ကခေတို့ကမမေအောင်မတော့ကနေလေပါအဲ့ဒါကြောင့်မမေတို့ကစူးချပဲဖြစ်ပါလေပြောင်းလို့နေရာလေးပဲဖြစ်ပါလေဟုတ်ပါမယ်နော်လေးပြပါအောင်ဒီဘက်ပြပါအောင်ဒီကိုပြောင်းလေ ဘာလေးကြိုက်လဲဆိုတော့ဟိုင်မှာဘာလေးကြိုက်လဲဆိုတော့ဒီလေးမွေအောင်လေးကြိုက်တယ်ပန်းအောင်လေးကြိုက်တယ်ဟုတ်ပြီပြီးရမကြိုက်ဆုံးပါလေးကြိုက်တယ်မကြိုက်ဆုံးပါမယ်ဒီအပြူအောင်လေးလည်းကြိုက်တယ်မကြိုက်ဆုံးရဲ့အရာကတော့ဒါလေးရဒါလေးပန်းသားလေးရဒါလေးရဒါလေးအဲ့ဒီလေးကိုမကြိုက်ဘူးဟုတ်ပြီဒီလေးကကျတော့ပန်းအောင်လေးရအဝါအောင်လေးရလေးမွေအောင်လေးရဒီအပြူအောင်လေးရကြိုက်တာပါမကြိုက်ဆုံးကတော့ဒါဒီဥစ္စာလေးဟုတ်ပါပြီကဲအဲ့ဒါကဲဘယ်သူရင်ဖောက်မှာလေးခေရင်ဖောက်မှာအဲ့ခေဖောက်ဖောက်လိုက်လင်းလည်းဖောက်ဟုတ်ပြီအထုပ်လေးတွေကင်ထားကခေခေတော့ကိုပြပြပါနော်မျိုးတမန်ခေဖောက်ဖို့လွယ်နေပါပြပါအောင်ဘူးလေးပြပါအောင်ပါတယ်နင်းငါပြမယ်မင်းတို့မကြည့်နဲ့ငါကြည့်ရယ်နင်းလေးတွေ့သွားပြီလားမင်းမကြည့်နိုင်ဘူးဒီမှာဒါလေးကလင်းဘူးတွေကပါဒီရုပ်လေးပါလင်းကဘာရောင်ကြိုက်ပါလဲပြောပါဘာရောင်ကြိုက်တာဟုတ်လို့လားဟုတ်တယ်ခေကဒါလေးပါဖောက်ကြည့်ပါအဲ့ဘာပွားပြန်ပြီလူကြီးကအရာဟိုလာလို့ခေဘာရောင်ကြိုက်လဲအနရဲ့ဟိုလိမ္မောင်ရောင်လေးရဲ့ဟိုခုနပန်းဟုတ်လားအနလည်းကြိုက်ဟုတ်ရလားဘယ်လုံးလေးလှည့်လို့ရပါ့ပြပါအောင်များမအောင်ရမကြဘူးမမဘယ်လုံးလေးလှည့်လို့ရပါ့ခေကပြပါအောင်ဟိုနဲ့ရောင်လေးဟုတ်ပြီကပြောင်းမကြိုက်တဲ့ရောင်ရင်မောက်သွားပြန်ပြီသူအနေကြိုက်တယ်ဆိုပြီးတော့မကြိုက်ဘူးခေအနေပြောပန်းနာနဲ့လို့ပြောတာဟောတော့ခုနအေးပါပြပါစားပါတယ်အနေလေးလာတယ်သမီးကြိုက်ဘူးဟေးအမြင်လုံးနဲ့လှည့်လိုက်ရတယ်ညက်ဟေးကြဟာဟာလေးလည်းပိုင်ရလေးလည်းလှရစားပါတယ်သမီးရဒါလေးနှစ်ဖက်ဟုတ်ပြီ拜拜。